အားလုံးပဲမင်္ဂလာပါရှင်မြန်မာ Night Time Story YouTube Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာကျွန်မဖတ်ပြမယ့်ပုံမြင်လေးကတော့မိတ်ဆွေစာပေမှာဖြန့်ကြည့်ပြီးစာရေးဆရာဖြိုးတာရရေးသားထားသောကလေးများအတွက်38ပြားမင်္ဂလာပုံမြင်များတဲ့ကပုံမြင်တစ်ပုဒ်ဖြစ်သောဖနက်လှလှလေးဆိုတဲ့ပုံမြင်ကလေးပဲဖြစ်ပါတယ်ရှင်တခါတုန်းကမြို့ကလေးတစ်မြို့မှာအိမ်နီးချင်းမိသားစုနှစ်စုရှိပြီးသူတို့မှာသမီးလေးတစ်ယောက်စီရှိတဲ့ကွယ်တယောက်ကတော့သဇင်လို့ခေါ်ပြီးတယောက်ကတော့ခရီးလို့ခေါ်တယ်။သူတို့မိသားစုတွေဟာအိမ်နီးချင်းကပ်နေပေမဲ့စေးပွားရေးအခြေအနေတော့မတူညီကြဘူးကွ။သဇင်တို့မိသားစုကပြည့်စုံချမ်းသာကြပြီးခရီးတို့မိသားစုကတော့ချို့နဲ့အားနေကြတယ်။ဒါကြောင့်သဇင်နဲ့ခရီးတို့ဟာလည်းဝတ်စားစင်ရင်ပုံချင်းမတူကြဘူးပေါ့ကွ။ဒါပေမဲ့မိသားစုနှစ်စုလုံးဟာစိတ်သဘောထားဖြောင့်မတ်ပြီးတမာတိရှိကြတဲ့အတွက်ရင်းနှီးချစ်ခင်ကြတယ်။သဇင်နဲ့ခရီးဟာလည်းငယ်ငယ်တည်းကလက်ပင်ဖက်ပြီးကြီးပြင်းလာတဲ့တငယ်ချင်းတွေဖြစ်တယ်။သူတို့နှစ်ယောက်ဟာမဝေးလာတဲ့အကြောင်းကိုတူတူလမ်းလျှောက်ပြီးတက်ကြတယ်။အတူတူဓမင်းစားအတူတူကစားစာအတူတူလက်ချက်ကြတယ်။ဒီပုံမြင်ကလေးရဲ့ဖြစ်လာပုံကတော့ဖနက်လှလှလေးကစားတာပေါ့ကွယ်။ဒီနေ့သူတို့ကျောင်းသွားတက်တဲ့လမ်းပေါ်မှာဖနက်ဆိုင်ဒီဇိုင်းရှိတယ်။ဒီနေ့ကျောင်းသွားရင်ဖနက်ဆိုင်ရှိကိုရောက်လို့အတွင်းကိုလှမ်းကြည့်လိုက်တဲ့အခါအလွန်လှပတဲ့ဖနက်ကလေးတစ်ရံကိုမှန်ထဲကမြင်လိုက်ရတဲ့ကလေးတို့ကြီးသူတို့နှစ်ယောက်ဟာဟဲဖနက်ကလေးကလှလိုက်တာလို့ပြိုင်တူရရွမိသွားတယ်လူချင်းစိတ်လည်းတူတူဖြစ်ပေါ်လာတဲ့ဒါပေမဲ့တယောက်ကိုတယောက်ဖူမပြောမိခဲ့ကြဘူးကွယ်သဇင်ဟာသူ့မွေးနေ့ရောက်ရင်သူ့ဖေကူပဲခိုင်းမယ်လို့ဆုံးဖြတ်လိုက်တယ်ခရီးကတော့အဲ့ဒီနေ့ကစားပြီးသူရတဲ့မုတ်ပိုးကိုမစားပဲဆုထားတာပေါ့လေသဇင်ကတော့မသိရှာဘူးမုံမွယ်စားတဲ့ခရီးကိုမုတ်ပိုးမရလို့ထင်ပြီးသူကပဲဝယ်ကျွေးတဲ့ဒီလိုနဲ့ဒီနေ့မှာတော့ခရီးဟာဖနက်ဘိုးကိုတိကျကျစုမိသွားတယ်အဲ့ဒါနဲ့ပဲသူဟာကျောင်းကပြန်ရောက်လာပြီးဝယ်စားလဲပြီးဖနက်ဆိုင်ကိုတန်းထွက်ခဲ့တယ်ဒါပေမဲ့ဖနက်ဆိုင်ရောက်တော့သဇင်ရဲ့ဖေဖေဟာအထိဆိုင်ထဲမှာရှိနေတာကိုသူတွေ့လိုက်တယ်ခရီးကိုတွေ့တဲ့အခါသမီးခရီးပါလားဖနက်ဝယ်မလို့လားဦးလေးမနှက်ပြန်သဇင်မှုနှစ်အတွက်ဒီဖနက်ကလေးလာဝယ်တာလို့ပြောရင်ဖနက်ကလေးကိုယူပြီးထွက်သွားလေတော့တယ်ခရီးကတော့ဘာမှပဲမပြောပဲမျက်ရည်လဲပြီးကျန်ခဲ့တာပေါ့ကွယ်အဲ့ဒီအခါစိုင်ပိုင်ရှင်ကသမီးကဖနက်လိုချင်လို့လားလို့မေးလိုက်တယ်ခရီးကသမီးအဲ့ဖနက်ကလေးကိုဝယ်ချင်လို့မုတ်ဘိုးတွေဆူထားတာအခုတော့ပါသွားပြီတော်လေးရဲ့လို့ငုံမဲမဲကလေးပြောလိုက်တဲ့ဆိုင်ရှင်ကအဲ့ဒီဖနက်မျိုးရှိပါတယ်သမီးရဲ့အဲ့ဒါကဒီတိုင်းပြထားတာပါလို့ပြောပြီးဖနက်လှလှကလေးနောက်တစ်ရံကိုထုတ်ပေးလိုက်တယ်။အဲ့ဒီခါခရီးမှာဝန်းနေတာတွေပြောက်ပြီးပျော်သွားတာပေါ့ကွယ်။ဆိုင်ရှင်ကခရီးကိုပြုံးကြည့်ပြီးဖနက်ချင်းတူပေမဲ့ချိုးချင်ချွေတာပြီးဝယ်ရတဲ့ဒီဖနက်ကလေးကပိုးပြီးမင်္ဂလာရှိပါတယ်သမီးရဲ့လို့ပြောလိုက်တဲ့ကွယ်။ပုံမြင်ကလေးကတော့ဒါပါပဲကွယ်။ကျမတို့ရဲ့မြန်မာ Night Time Story YouTube Channel ကလေးကိုအခုလိုနေ့စဉ်နေ့တိုင်းလာရောက်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ရက်တင်မှာလည်းအခုလိုပုံမြင်လေးများကိုတင်ဆက်ပေးနိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်ရှင်။ပြည်သက်များကြိုက်နေတဲ့ဘက်ကကျမတို့ Channel ကလေးကို Subscribe လုပ်ထားပေးခြင်းအပြင်ကူညီနိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမမနေလာပါရှင်။